ပထမဆုံး Google ကနေ UNHCR ရဲ့ website ထဲကိုဝင်မယ် contact ဆိုတာကိုနှိပ်ပြီး family composition change ဆိုတာကိုပြန်နှိပ်မယ်ပထမဆုံး column မှာ yes with UNHCR Malaysia ကိုရွေးပါ add new marriage ဆိုတာကိုရွေးပါတင့်ရဲ့နာမည်နဲ့ phone number ရေးပါဒုတိယ phone number ကတော့ပေးလဲရတယ်မပေးလဲရပါတယ်တင့်ရဲ့ email ကို2ကြိမ်ရေးပေးပါ optional ဖြစ်တဲ့အတွက်မရှိရင်မပေးလဲရပါတယ်တင့်ရဲ့ UN file number ရေးပါတင့်ရဲ့ကတ်ထဲပေါင်းထည့်ချင်တဲ့ယောက်ျား or မိန်းမရဲ့နာမည်ရေးပါသူ့ရဲ့မွေးသက်ကလေးရက်လနှစ်တွေကိုယခုလိုရွေးပေးပါပြီးရင်တင်တို့လက်ထပ်တဲ့ရက်လနှစ်တွေကိုရေးပေးပါ submit မလုပ်ခင်မှာတင်ဖြည့်ထားတဲ့အရာတွေကိုမှန်တစ်ချက်ပြန်လဲစစ်ဆေးပါပြီးရင် submit လုပ်နိုင်ပါပြီ